မင်္ဂလာပါဒီနေ့ရဲ့အသစ်ကတော့ယူဆိုတဲ့အလွှာ60ပါဒီပစ္စည်းကအပြောင်းလဲအလွှာကို6ရန်အထူးပြုလုပ်ထားတာပါအပြောင်းလဲအလွှာဟာအပြောင်းလဲတွေရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်ပြီးဒီ dielectric parameter များသည်ဆိုထိုင်းမှုနှင့်အညီအကျေးအဆင့်အပေါ်တိုက်ရိုက်မှုတည်ပါသည်ခေတ်သစ်အပြောင်းလဲများသည်အထူးပြုဆောင်ရှောက်မှုလိုအပ်သောပစ္စည်းများပါဝင်သောစနစ်ရှုပ်ထွေးများဖြစ်ပြီးလေပတ်မှုအပူချိန်များပါဝင်ပါသည်ဒီစက်ထဲမှာတော့အတွေးလေစီစဉ်မှုဖြင့်အပူကိုနူးညံ့စွာပေးခြင်းနှင့်အခန်းအတွင်းအပူကိုတပြားပြားဖြန့်ဝေခြင်းဖြင့်ဒီပြဿနာကိုဖြေရှင်းထားပါတယ်အမှန်တော့ရေခမ်းချောက်မှုကိုအလွှာစနစ်ကပုံမအားကောင်းစေပါတယ်။ဆက်ရဲ့အဓိကလေပတ်မှုစနစ်ကအလိုလျောက်ဖြစ်ပါတယ်။စက်ကင်သူကလိုအပ်တဲ့လုပ်ငန်းစဉ်အဆင့်များနဲ့အပူချိန်များကိုသတ်မှတ်ရုံပါပဲ။ Donald Finchati The Hanningဒီတောင်းလဲမှုမှာစက်ကိုလက်ဖြစ်အပြေအဝခိန်းချုပ်နိုင်နေဆိုတာသတိပြုပါအခြေခံအဖြစ်အလွှာ60ကိုအပြောင်းလဲအလွှာကို6ရန်သာမကအခြားလုပ်ငန်းစဉ်များအတွက်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ဒါရီမှာညှိမှုနေသောအမှုန့်များအမှုန့်ကြီးများသေဆိုးများသေဝါများအလဲပိုင်းကွန်ဒက်တာများပစ္စည်းများနဲ့အခြား electronic ပစ္စည်းများကို60ခြင်းပါဝင်နိုင်ပါတယ်။တလုံးတည်းပြောရရင်အလွှာ6ခြင်းဟာထုတ်ကုန်သို့မဟုတ်ပစ္စည်းတစ်ခုကိုတေချာစွာကင်တွယ်ရမယ့်နေရာမှာအမြဲလိုအပ်ပါတယ်အပူချိန်မြင့်မားတဲ့နေရာမှာပျက်စီးမှုအန္တရာယ်ရှိတဲ့အခါမှာပါကျွန်ုပ်တို့ဟာအကြံဉာဏ်အသစ်များနဲ့ဆွေးနွေးမှုကိုကျေနပ်ပါတယ်ဘယ်ဒီဇိုင်းဖြည့်ရှင်းချက်တွေကိုအောင်မြင်တယ်လို့သင်ထင်တယ်လဲဆိုတာကျွန်ုပ်တို့ကိုပြောပြပါခိန်းချုံမှုစနစ်အပေါ်အဆင့်တက်ဆင်ခြင်းဟာဘလောက်မှန်ကန်တယ်လဲအင်ဖီအားရောင်ကြီးအပူပေးစနစ်ဟာလျှက်စစ်အပူပေးဆက်တွေနဲ့လေကိုအပူပေးခြင်းနဲ့နှိုင်းယှဉ်ရင်ဘလို့ကြိုးကျေးဇူးတွေရှိပါသလဲတဲ့ရဲ့အမြင်အရအလုပ်စဉ်ရဲ့ဘဲစိတ်ပိုင်းတွေကိုအလိုလျောက်လှုပ်ဆောင်နိုင်ပါသလဲကျွန်ုပ်တို့ရဲ့ website ကို Globalcore ခါမှာတွေ့ကြမယ်